အိန္ဒိယရဲ့အတန်ရှင်းဆုံးတန်ရှင်းမှုရှိဆုံးနှုတ်ထွက်ပစ္စည်းထုတ်လုပ်တဲ့ထက်ခွဲကန်းထဲကိုချိုးဆိုပါတယ်ဗျာဒီတလေးကပတ်ဝန်းကျင်ကနေပိုးမွားတွေစတင်တွင်းယူတာနဲ့စတာဖို့နှုတ်တွေကိုအချင်းချင်းတုံးထားတဲ့ဒေအိုးဟောင်းကြီးတဲ့လောင်ထဲပါတယ်အလုပ်တွေအားလုံးကချမ်းပင်ပေါ်မှာလှုပ်တာပါလူတွေအချင်းချင်းနှင်းထားလို့ချမ်းပင်ကတော့ချိုးတင်ပိုးတတ်ပြီးသားပေါ့ဖုံတွေပြားတွေနဲ့ကန်တရားကိုတော့အရသာဖေးစနစ်ထဲကိုတရားဝင်ထဲသွင်းလိုက်ပါပြီနောက်ထပ်ကတော့နို့အပေါ်ရန်လွာခွာတဲ့အဆင့်ပါလက်ထောက်ကနို့အပေါ်ရန်လွာလေးတွေကိုလက်နဲ့ပဲခွာချတာပေါ့လက်အိတ်တွေလားအဲ့ဒါကချက်လက်တွေကိုပိတ်ဆို့နေမှာပေါ့လက်ပလာနဲ့ခန္ဓာကိုယ်အပူဓာတ်ပြီးတော့လက်တွေဘဝနဲ့ထိတွေ့ထားတဲ့လက်အရည်ပြားတွေနဲ့ပဲနို့အပေါ်ရန်လွာထဲကိုထပ်တလဲလဲလုလို့မရတဲ့ထိတွေ့မှုအသေးစိတ်တွေကိုထည့်သွင်းတာပေါ့နို့အပေါ်ရန်လွာတွေကိုဆွဲဖလဲပြီးဆိုစီစီဖီနေအတိအကျစုပုံထားတာပေါ့ခန္ဓာကိုယ်ကနေအသစ်ထွာချလိုက်တဲ့တစ်ရှူးတွေကိုပြန်ယူနေတယ်လို့ပါပဲနောက်တော့လှီးဖြတ်ပြီးထုတ်ဖို့တဲ့အဆင့်ကိုရောက်ပါပြီနို့အပေါ်ရန်လွာတွေကိုခန်းစားချက်မမှန်နဲ့အစိတ်အမြွာလေးတွေဖြည့်လှီးဖြတ်လိုက်ပါတယ်တခြားအစိတ်လေးတွေနဲ့အခွမ်းမသီးတွေကိုအလဲတက်ကိုတိုက်ရိုက်ချထည့်ပါတယ်နို့အပေါ်ရန်လွာကိုခောက်ပတ်ပြီးတော့အလုံးပိတ်လိုက်တာပေါ့အလားပတ်အတွက်မဟုတ်ပါဘူးအချိုဓာတ်နဲ့အန်ဒီယေကိုအတူတူပေါင်းဆက်ပိတ်လောင်ထားဖို့ပါပဲဒီချိန်မှာတော့ဇလိုက်ကျော်ရဲမီကရိုက်ကွင်းသေးကိုရန်တန်ဖြတ်ထန်းသွားပြီးဖော်ရွေးတဲ့တတိပေးချက်တစ်ခုပေးသွားပါတယ်။ဒါကတော့100ရာခိုင်နှုန်းလက်လို့100ရာခိုင်နှုန်းရှုပ်ထွေးပရံပရာနိုင်ပြီးဓာတ်ပုံစစ်ထုတ်စနစ်လုံးဝမပါတဲ့အလုပ်ငန်းခွင်ပတ်ဝန်းကျင်ပါပဲ။ဒါကတော့မာလေးဖန်ဆိုတဲ့အချိုးပွေပါ။တခြားကဘာတစ်ခုကိုတကြောင်းသွားခရီးစဉ်တစ်ခုလည်းဖြစ်ပါတယ်။